င်္ဂလာပါရှင်ဆရာကတော် channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်အခုဗီဒီယိုလေးမှာတော့သွေးတိုးနဲ့ပတ်သက်တဲ့သတိထားစရာတွေနဲ့ဗဟုသုတတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်သွေးတိုးဆိုတာကမိမိရဲ့သွေးပေါင်ချိန်အပေါ်သွေး140နဲ့အောက်သွေး90ဝန်းကျင်ရှိနေတာကိုသွေးတိုးတွေလို့ခေါ်ရမှာဖြစ်ပါတယ်သွေးတိုးလို့ပြောရဖို့ဆိုလို့ရှိရင်သွေးပေါင်ချိန်ကတစ်ချိန်တစ်ခါလေးတိုင်းုံနဲ့140 90ဝန်းကျင်ရှိနေတာကိုဆိုလိုတာမဟုတ်ဘဲနဲ့ရက်ချပြီးတိုင်းတာတော့မှသွေးတိုးက140 90ဝန်းကျင်ရှိနေလို့ရှင်ဒါဟာသွေးတိုးနေပြီပဲဖြစ်ပါတယ်ရှင်သွေးတိုးကိုတစ်နေ့မှာ4ကြိမ်မနက်2ကြိမ်ညနေကြိမ်မိနစ်ချပြီးတိုင်းတာပြီးရနဲ့မှတ်သားထားပြရပါမယ်ရှင်တစ်ပတ်လုံးမှာတိုင်းတာလို့14ကြိမ်တိုင်းတာလိုက်ခါမှာ10ကြိမ်နဲ့အထက်ကသွေးပေါင်ချိန်140 90ရှိနေမယ်ဆိုလို့ရှိရင်တော့သွေးအမြဲတမ်းတိုးနေတယ်လို့ပြောလို့ရပြီးတော့စီးမြဲတောက်ဖို့လိုအပ်ပါတယ်ရှင်သွေးပေါင်ချိန်140ကနေ90က6ကြိမ်9ကြိမ်မှပဲတွေးရမယ်ဆိုရင်တော့သွေးတိုးနေပေမဲ့လည်းစီးမြဲတမ်းတောက်ဆရာမလိုပဲနဲ့တခြားနည်းနဲ့ထိနိုင်ပါတယ်ရှင်သွေးတိုးရတဲ့အကြောင်းရင်းတွေထဲမှာ900ခန်းကနေ1000ခန်းလုံးကအကြောင်းရင်းကနနသိရပါတယ်ကြောက်ကက်ပစ္စည်းလို့ကြောက်ကက်ကိုသွားတဲ့သွေးကြောတွေကျင်းလို့နဲ့ဟော်မုန်းယောဂအချို့ကြောင့်လို့တွေ့ရှိရပါတယ်။ကျန်တဲ့90ရာနေ95ရာခိုင်နှုန်းကတော့အကြောင်းရင်းသေချာမသိရပဲနဲ့သွေးတိုးမျိုးရိုးရှိလို့အသက်ကြီးလို့အငန်စားလို့လှုပ်လှုပ်ရှားရှားနေလို့နဲ့အဝလွန်တာတွေအပြင်ဆေးလိမ့်နဲ့အရက်တောက်လို့ဆိုပြီးတော့အကြံဉာဏ်သိရှိရပါတယ်ရှင်။ဒါကြောင့်သွေးတိုးမဖြစ်အောင်ဖြစ်နေတော့မှဆေးကိုအမြဲတမ်းမတောက်ရအောင်လို့သင်ရဲ့ခန္ဓာကိုယ်ကိုအဝမလွန်ပါစေနဲ့လှုပ်လှုပ်ရှားရှားနေပြီးပါပြီးတဲ့ခါကျတော့အငန်တွေကိုလည်းလျှော့စားပါဆေးလိမ့်နဲ့အရက်တွေကိုတတ်နိုင်သမျှလျှော့ပါဖြစ်နိုင်မယ်ဆိုရင်တော့ဖြတ်ဖို့အထိတိုက်တွန်းလိုပါတယ်ရှင်။သွေးတိုးမျိုးရိုးရှိတာနဲ့အသက်ကြီးတာတွေကတားဆီးမရနိုင်တဲ့အချက်တွေဖြစ်တာကြောင့်အရှိမပြောခဲ့တဲ့အချက်တွေကိုလိုက်နာမယ်ဆိုရင်သွေးတိုးဖြစ်တာနှေးမယ်ဖြစ်နေရင်တော့မှလည်းထိနိုင်မယ်စီးမြဲနဲ့တောက်ဖို့မလိုတော့ဘူးပေါ့နော်မြန်မာနိုင်ငံမှာသွေးတိုးရှိပြီဆိုတာနဲ့ဘာကြောင့်ဆေးကိုတန်းပေးကြတာလဲအပေါ်သွေးအောက်သွေးဆိုတာဘာလဲပြီးတော့သွေးပေါင်ချိန်ကိုဘလို့တိုင်းမှာမှန်ကန်မလဲဆိုတာတွေကိုနောက်ထပ်ဗီဒီယိုလေးတွေမှာရှင်းပြပေးမှာဖြစ်လို့ဆက်ဆောင်ကြည့်ဖို့မမေ့ပါနဲ့နော်အားလုံးပဲကျမချမ်းသာကြပါလိမ့်ရှင်